ဒီနေ့တော့ညီမလေးဆင်းဆရာရဲ့ campus ကိုလိုက်ကြည့်လိုက်ကြအောင်နော်။စတီဆရာကယူခဲ့ပါတယ်။ပထမဦးဆုံးကျောင်းရဲ့အနည်းအောင်ကောင်းကောင်းနဲ့တိတ်ဆိတ်ကြီးအင်္ဂါမှုရှိတဲ့စာသင်ခန်းတွေကကျောင်းသားတွေရဲ့စာသင်ကျောင်းမှုကိုအားလုံးဆိုင်ဖို့အတွက်အပြည့်အဝထောက်ကူပြုပါတယ်။ကျောင်းသားတွေဆောင်ရွက်ဖြေဆိုဖို့တည်တက်စီစဉ်ပေးထားတဲ့ exam မျိုးတွေလည်းရှိပါတယ်။အဲ့ဒီနေရာမှာထည့်ပေးရဲ့ study session တွေနဲ့ကျောင်းသားတွေစာဖွင့်ဖို့အတွက်တိကျကျနဲ့လိုက်ပြီးကျောင်းသားတွေအနာဒီမစားနိုင်ဖို့အတွက်တိကျgeneral knowledge တွေပြုလုပ်တဲ့ seminar တွေရဲ့ special workshop တွေကျင်းပတဲ့ auditorium လို့အားလုံးချိန်မှာကျောင်းသားတွေရဲ့ကိုယ်လက်လှုပ်ရှားမှုအတွက် table tennis စတီဖီယာရဲ့ campus မှာသင်ယူမှုပါဝင်ချိန်ကောင်းတွေရအောင်ဒီလိုဖန်တီးပေးထားတဲ့ဆိုတာကိုမြင်ရတယ်လို့ဒီလိုအပေါ်လုံးမှာစာသင်ကြားနိုင်မှုအတွက် CTC ရဲ့ ICC ရဲ့ထိပ်တန်းတွေကိုအခု